Hello အားလုံးပဲမင်္ဂလာပါဘောဘော STDN ကနေပြန်လည်ကြိုဆိုလိုက်ရပါတယ်။ယနေ့ညမှာတော့ Super Sunday ရဲ့ပွဲစဉ်တွေအများကြီးမှာပြည်သက်ကြီးအတွက်အကျိုးရှိမဲ့အကောင်းဆုံးဖြစ်နိုင်မဲ့ပွဲစဉ်တစ်ပွဲကိုကျွန်တော်တို့ YouTube channel အထုံးစံအတိုင်းပဲတင်ပြသွားမှာဖြစ်ပါတယ်။ပြည်သက်ကြီးကလည်းကျွန်တော်တို့ရဲ့တင်ဆက်နေမှုလေးကိုနားမထောင်ခင်ကျွန်တော်တို့ရဲ့ YouTube channel လေးကို like and subscribe လုပ်သွားပေးကြဖို့အားလုံးကိုတိုက်တွန်းအပ်ပါတယ်။ Okay let's go စလိုက်ကြအောင်။ရှင်းညမှာတော့ Super Sunday ရဲ့ပွဲစဉ်တွေအများကြီးကန်ပါဗျ။ Premier League ရော Serie A ရော La Liga ရော Bundesliga ရောကန်ကြမှာပေါ့နော်။အဲ့ထက်မှာကျွန်တော်အနေနဲ့ပြည်သက်ကြီးကိုအကျိုးရှိနိုင်မဲ့ပွဲစဉ်အဖြစ်ရွေးချယ်သုံးသပ်ပေးမဲ့ပွဲစဉ်ကတော့ England Premier League ကမြန်မာစံတော်ချိန်ည8:00 နာရီခွဲချိန်မှာကန်မဲ့ Aston Villa နဲ့ Brentford ပွဲကိုသုံးသပ်တင်ပြသွားမှာဖြစ်ပါတယ်။ Okay let's go ကြည့်လိုက်ကြအောင်။ဟုတ်ပြီ Aston Villa ကလက်ရှိအဆင့်3နေရာမှာရပ်တည်နေပြီးတော့ Brentford အသင်းကတော့လက်ရှိအဆင့်6နေရာမှာရပ်တည်နေရပေါ့နော်ပြီးခဲ့တဲ့ဘက်ကဆိုလို့ရှိရင် Aston Villa အနေနဲ့ကျွန်တော်တို့ Man City ကိုကြော်တက်ပြီးတော့ရနိုင်မဲ့အခွင့်အရေးမျိုးကိုကျွန်တော်တို့ Everton နဲ့ပွဲတုန်းကလည်းသူတို့အနေနဲ့အခွင့်အရေးရခဲ့တယ်ပေါ့နော်အခွင့်အရေးရခဲ့တယ်ဒါပေမဲ့သူအိမ်ကွင်းမှာပဲရှုံးနေခဲ့တယ်အဲ့ပြီးတော့ကြတော့သူတို့နောက်ထပ်3ပွဲဆက်တိုက်ပြန်နိုင်တယ်ပေါ့နော်နောက်ဆုံးအခြေအနေတွေကိုကြည့်မယ်ဆိုလို့ရှိရင် Aston Villa ရဲ့နောက်ဆုံး5ပွဲမှာဆိုလို့ရှိရင် Aston Villa က4ပွဲနိုင်1ပွဲရှုံးရလက်ကိုပိုင်ဆိုင်ထားတယ်တစ်ဖက်မှာ Brentford အသင်းကိုကြည့်မယ်ဆိုလို့ရှိရင်တော့ Brentford အသင်းက5ပွဲမှာ3ပွဲနိုင်2ပွဲရှုံးဆိုတဲ့ရလက်ကိုပိုင်ဆိုင်ထားတာကိုတွေ့ရတယ်အဲ့ဒီမှာနောက်ဆုံးကန်ခဲ့တဲ့2ပွဲဆိုလို့ရှိရင်2ပွဲလုံးရှုံးနေခဲ့တာကိုတွေ့ရတယ်ပေါ့နော် Chelsea အသင်းနဲ့ပွဲရပြီးသွားလို့ရှိရင် Nottingham Forest နဲ့ပွဲရ2ပွဲလုံးရှုံးနေခဲ့တာဖြစ်သွားတယ်တွေ့ရတယ်အဲ့လိုအခြေအနေမျိုးမှာ Brentford အသင်းအနေနဲ့ပြန်လည်ရုံးထနိုင်ဖို့လိုအပ်တဲ့အခြေအနေမျိုးကိုတော့တွေ့ရတယ်ပေါ့ပြီးတော့လို့ရှိရင်တစ်ချက်စိတ်ဝင်စားစရာကောင်းတာရှိရပြစိတ်ဝင်စားစရာကောင်းတာကဘာလို့ဆိုတော့ဒီဟာဒီမှာ Brentford အသင်းရဲ့တိုက်စစ်မှုတရားကိုကသူကို16ဂိုးထိအောင်သွင်းထားတယ်ဟာလန်မီယန်ဒုတိယအများဆုံးပဲဟာလန်မီယန်ဒုတိယအများဆုံးပဲဒီလိုတိုက်စစ်မှုမျိုးကိုပိုင်ဆိုင်ထားတာ Brentford အသင်းအတွက်တော့တကယ်ကိုရွှေပဲဗျပြီးတော့လို့ရှိရင်ကျွန်တော်တို့သုံးသပ်ကြည့်မယ်ဆိုလို့ရှိရင် Aston Villa ကတော့လက်ရှိ Sancho တို့ Roger တို့ Pondia တို့ရဲ့ကွန်းလေတောင်မန်တိုက်စစ်တွေနဲ့ပြီးသွားလို့ရှိရင် Watkins ရဲ့အဆုံးသတ်မှုနဲ့ဒီရာဒီမှာတော့အမြင့်ပြန်တန်းနေတာကိုတွေ့ရတယ်အထူးသဖြင့် Roger ပေါ့နော် Roger ကတော့တော်တော်လေးခြေစွမ်းပြတယ်ဗျRoger ကတော့တော်တော်လေးခြေစွမ်းပြတယ်နောက်ဆုံးကန်ခဲ့တဲ့ပွဲမှာဆိုလို့ရှိရင် Roger ရဲ့အကောင်းဆုံးခြေစွမ်းကိုမမြင်တွေ့ရသည့်တိုင်အောင်တော့မှRoger ရဲ့ rating ကမနှိမ်ဘူးဗျ Roger ရဲ့ rating ကတပွဲပြန်မြ average 9.6 ကနေ 8.5 ချာမှာပုံမှန်ရှိနေတယ်လို့ပြောလို့ရတယ်ပေါ့နော်အဲ့လိုအခြေအနေမျိုးမှာ Aston Villa အနေနဲ့ပြီးခဲ့တဲ့ဘက်ကဆိုလို့ရှိရင်လည်း7အသင်းကို3-2နဲ့အိမ်ကွင်းမှာနိုင်တယ်အနေထားတော့Aston Villa တော့အမြင့်ပြန်တန်းနေတဲ့နှစ်ပဲဗျဒီနှစ်မှာဆိုလို့ရှိရင် Aston Villa ဖလားထိပါတက်မှန်းလို့ရတဲ့အခြေအနေမျိုးမှရှိတယ်။ Okay အဲ့လိုအသင်းမျိုးက Brentford လို့အဆင့်6ကအသင်းကိုဘယ်လိုပေါက်ထားအောင်ဆိုတော့ကျွန်တော်အာရှပေါက်ကြီးလေးကိုတစ်ချက်ကြည့်ရအောင်။အာရှပေါက်ကြီးမှာဆိုလို့ရှိရင်ယခုကျွန်တော်အတန်သွင်းနေတဲ့တော်မှာ Aston Villa အသင်းက Brentford အသင်းကို85ရှုံးဆိုတဲ့ကြီးနဲ့ဖွင့်လှစ်လာတာကိုတွေ့ရတယ်။တစ်ဖက်မှာလည်းကိုပေါင်းကြီးအနေနဲ့ဆိုလို့ရှိရင်တော့380စားဆိုတဲ့အနေအထားမျိုးနဲ့ဖွင့်လှစ်လာတာကိုတွေ့ရတယ်ပေါ့နော်။ Okay ကျွန်တော်တစ်ချက်သုံးသပ်ကြည့်အောင် Aston Villa အနေနဲ့ဒီပွဲကနိုင်ကိုနိုင်မှရမယ်ပွဲဗျဘာလို့ရောဆိုတော့ကျတော့လက်ရှိ Manchester City နဲ့ကလည်းအမှတ်တူနေထားမျိုးမှရှိတယ်ကိုကွာချချက်အရာသူတို့အဆင့်3နေရာမှာရောက်နေရပါတော့တစ်ဖက်မှာလည်း Man City အသင်းက Tottenham Hotspur အသင်းနဲ့ဒီတစ်ပတ်မှာတွေ့မှာဆိုတော့ကျတော့သူတို့အနေနဲ့မဖြစ်မနေဒီပွဲကိုအနိုင်ယူရမယ်ပွဲလို့ပြောလို့ရတယ်ဗျအဲ့လိုအခြေအနေမျိုးမှာတစ်ဖက်က Brentford အသင်းကိုကြည့်ရင်လည်း Brentford အသင်းလက်ရှိမပေးစရရဲ့အဆင့်6နေရာမှာရပ်တည်နေတယ်အဆင့်6နေရာsorry ဗျအဆင့်6မဟုတ်ဘူး Brentford ကအဆင့်8မှာရပ်တည်နေတာဗျအဆင့်8နေရာမှာရပ်တည်နေတယ်အဆင့်8နေရာမှာရပ်တည်နေရဆိုတော့သူတို့အနေနဲ့ဥရောပဝင်ကွက်တနေရာကိုစုပ်ကိုင်နိုင်ဖို့ဆိုလို့ရှိရင်ဒီလိုပွဲမျိုးတွေမှာအမှတ်ရအောင်ယူမှကိုရမယ်ဗျမဟုတ်လို့ရှိရင်ဒီလိုပွဲမျိုးတွေမှာအမှတ်မြူနိုင်လို့ရှိရင်သူတို့ရဲ့အခြေအနေကတော့ဥရောပဝင်ခွင့်တနေရာကိုစုပ်ကိုင်နိုင်မယ့်အနေအထားမျိုးမရှိဘူးပေါ့နော်Okay ဒီလိုနှစ်သင်းတွေ့ဆုံတဲ့ပွဲမျိုးမှာဖွင့်လှစ်လာတဲ့ကြီးက85ရှုံး Aston Villa အနေနဲ့ဆိုလို့ရှိရင်ကျွန်တော်မပြောသေးဘူးဗျပေးသက်ကြီးအနေနဲ့ဆိုလို့ရှိရင် Aston Villa ဒီပွဲဘယ်လိုယူဆတော့
နိုင်မှုနိုင်မယ်လို့ပဲယူဆမှာပဲဘာလို့လဲဆိုတော့တစ်ဖက်အတင်းက Brentford လည်းဖြစ်တယ်ပြီးရဲ့အပြင်သူတို့ကလည်းခြေစွမ်းကအမြင့်ဆုံးရောက်နေတာစစ်တပ်ပတ်ဆိုင်ကလည်းအမြင့်ဆုံးပါပဲမှတ်ပေးစရာရဲ့ယက်တီမှုကိုကြည့်အောင်မလားမှတ်ပေးစရာယက်တီမှုမှာလည်းအမြင့်ဆုံးပါပဲ Okay အဲ့လိုအဖက်ဖက်ကတာနေတဲ့ Aston Villa အသင်းက Brentford အသင်းကိုဘာလို့ဒီ85ရှုံးမဲ့ပေါက်တော့တကယ်ပေါက်အောင်ကြီးရပါအောင်တကယ်ပေါက်အောင်ကြီးဒီအနည်းဆုံးတစ်လုံး90စာပေါက်တင်တယ်တစ်လုံး90စားမပေါက်တော့မှာဗျတစ်လုံး80စား80စားလောက်တော့ပေါက်ကိုပေါက်တဲ့အနေအထားမျိုးဗျအဲ့လိုအနေအထားမျိုးမှာဘာဖြစ်လို့ Brentford ကိုသူတို့အနေနဲ့ဒီလိုကြီးမျိုးဖောက်တာတော့နောက်တစ်ချက်ရှိတာသူတို့ရဲ့အိမ်ကွန်းအားသာချက်အနေနဲ့ဆိုလို့ရှိရင် Aston Villa တော်တော်လေးကိုမြင်နေဗျအိမ်ကွန်းမှာဆိုလို့ရှိရင်သူတို့ရဲ့အချက်လက်လေးကိုကြည့်ရမယ်ဆိုလို့ရှိရင်သူ့အနေနဲ့အိမ်ကွန်းမှာဆိုလို့ရှိရင်17ပွဲမှာ10ပွဲနိုင်1ပွဲတည်2ပွဲရှုံးဆွဲရလက်ကိုပဲပိုင်ဆိုင်ထားတစ်ဖက်ကပြန်ကြည့်မယ်ဆိုလို့ရှိရင် Brentford အသင်းကကြတော့အိမ်ကွန်းအဝေးကွန်းမှာသူတို့အနေနဲ့ဆိုလို့ရှိရင်အဝေးကွန်းမှာသူတို့က17ပွဲမှာ3ပွဲနိုင်10ပွဲရှုံးဗျ3ပွဲနိုင်10ပွဲရှုံးဆိုရလက်ကိုပိုင်ဆိုင်ထားတာအဲ့လိုအနေထားမျိုးမှာဒီလောက်အဝေးကွန်းညံ့တဲ့အသင်းကိုဘာဖြစ်လို့မလို့တေ85ရှုံးမဲ့ပေးရတော့တလောကလုံးနဲ့ဆန့်ကျင်ပြီးတော့ပိုကင်နေမှာလားပိုကီကနေမှာလားโอเคပိုကီကအဲ့လိုနေမယ်လို့ယူဆလို့ရှင်ဘာဖြစ်လို့လဲတေးကြတယ်ကျွန်တော်တို့မမြင်နိုင်မသိနိုင်တဲ့ပုံစံမျိုးကြီးမျိုးအနေထားမျိုးကိုဖွင့်လှစ်ထားပြီးဆိုရင်ကျွန်တော်တို့မမြင်နိုင်မသိနိုင်တဲ့အကြောင်းအရာရှိကိုရှိလို့ပဲအဲကြောင့်မို့ကျွန်တော်ကတော့ဒီညကိုတစ်ကွာလုံးနဲ့တယောက်ပိုကီနဲ့အတူယုံကြည်ပြီးတော့ကြတော့ရက်တီပြီးတော့ကျွန်တော်ကတော့ဒီညအတွက် Brentford အသင်းကိုရွေးချယ်ချင်ပါတယ်ပြည်သက်ကြီးလည်းပြည်သက်ကြီးရဲ့ကြိုက်တဲ့ပွဲလေးတွေကိုပြီးလို့ရှိရင်မိမိရဲ့သုံးသက်ချက်တွေကိုအကုန်လုံးကျွန်တော်တို့ရဲ့ YouTube channel အောက်က comment မှာရေးသွားလို့ရပါတယ်ပြီးတော့လို့ရှိရင်ကျွန်တော်ပြောတာကိုသဘောမတူလို့ရှိရင်သဘောမတူတဲ့အချက်လက်လေးတွေကိုလည်းဝင်မျှသွားပြီးကိုကျွန်တော်အနေနဲ့ဖိတ်ခေါ်အပ်ပါတယ်ကျွန်တော်တို့ရဲ့ YouTube channel လေးကိုလည်းအများကြီးပဲ like and subscribe လေးလုပ်ပေးကြဖို့ဖိတ်ခေါ်အပ်ပါတယ်ကျွန်တော်တို့ဒီထက်ကောင်းတဲ့ content တွေကိုအများကြီးဖန်တီးပေးဖို့ရှိပါသေးတယ်ပြည်သက်ကြီးကိုအများကြီးပို့ပြီးအကျိုးပြုဖို့အတွက်ကျွန်တော်တို့အနေနဲ့အများကြီးပို့ပြီးစူးစမ်းနေပါတယ်အားကြောင့်မလို့ပြည်သက်ကြီးကလည်းကျွန်တော်တို့ရဲ့ YouTube channel လေးကို like and subscribe လုပ်သွားပေးပါမသိသေးတဲ့တကယ်ချင်းတွေရှိရင်လည်းသိအောင်လို့မလို့ကျွန်တော်တို့ရဲ့ YouTube channel လေးကိုနီးပေးလမ်းညွှန်ပေးကြပါဦးလို့ကျွန်တော်အနေနဲ့ပြည်သက်ကြီးကိုမေတ္တာရက်ခံအပ်ပါတယ်အားလုံးပဲမင်္ဂလာရှိသောနေ့ရက်လေးကိုပိုင်ဆိုင်နိုင်ကြပါစေဗျ